တင်ကြညာစီမင်းများစွာထုံငဲကြငယ်ဘဝအမတ်တရားကလေးဘဝစမိဘများနဲ့မိဘများလွတ်ခဲကြအားလုံးပဲမင်္ဂလာပါငိမ့်ကျော်နေရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငိမ့်ကလာပြီးနေ့မှာဖျားသွားခဲ့ပြီးတော့မိဘပြန်တွေလှုပ်တဲ့မိထွန်းခဲ့တဲ့အရာလေးတွေကိုဘလော့ရိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အယိုးဆုံးဖျားကိုအရင်ရောက်နေတဲ့ငိမ့်နဲ့ညီရဲ့တငယ်ကြီးက outfit ချက်လေးလုပ်ပါတယ်ဒီမှာဘလော့ဟဲမှာပါမလားလို့မေးလိုက်တာနဲ့ချက်ချင်းထွက်ပြေးသွားတာအဲ့ဒါညီတငယ်ချင်းမှာချိန်ထားတဲ့အချိန်နဲ့ကွက်တီဝါတော့တန်တဲ့သူတွေကမလာသေးပါဘူးညီတို့ကတော့စောင့်နေရပါတယ်ညီတို့သွားတဲ့ဖျားကတော့ဒီဖျားပါဆိုတော့ရောက်ပြီဆိုတော့နည်းနည်းလေးထိုင်ပြီးတော့စားလိုက်ပါတယ်ကဲအခုဆိုရင်တော့တငယ်ချင်းတချို့တော့ရောက်ပြီပေါ့နော်တန်တဲ့သူတွေကတော့မရောက်သေးပါဘူးရပ်ပြီဆိုတာနဲ့ဓာတ်ပုံတွဲလိုက်ပါတယ်အဲ့ဒါအရက်ကိုကြည့်လိုက်ပါအောင်ဗီဒီယိုရိုက်မယ်ဆိုရင်တစ်ခါမခေါ်ရတဲ့သူတွေထဲမှာပါပါတယ်အဲ့ဒါအနောက်ကကျတော့ဗီဒီယိုရိုက်ဖို့တည်းတိတ်တက်ပြေးလာတာပါဒီလိုလာပြီးနေကြီးမှာဆိုရင်လူတွေကအရန်ကြက်တာဖြစ်တဲ့အတွက်ကြောင့်ငင်းတို့ကကြတော့လူအရောက်ပေါက်သွားနေတယ်ပေါ့နော်အဲ့ဒီဖျားကိုပဲရွေးချက်ဖြစ်ခဲ့ပါတယ်အခုငင်းရိုက်ပြနေတဲ့အရာတွေကကြတော့အဲ့ဒီဖျားမှာရှိတဲ့အရာတွေကိုငင်းရတယ်ရိုက်ဖြစ်ခဲ့ပါတယ်လူဆောင်ပြီးဆိုတာနဲ့ငင်းတို့ကဓာတ်ပုံကိုအရင်ရိုက်လိုက်ပါတယ်ပြီးရနဲ့အားလုံးကနေပြီးတော့စုပေါင်းပြီးတော့စီမီခွက်ထုံဖို့အတွက်ပြင်ဆင်ကြပါတယ်ဒါကြတော့ငင်းတို့ပြင်ဆင်နေတဲ့အရာလေးပါဗီဒီယိုလေးရိုက်ပြပေးထားတာပေါ့နော်ဒါကတော့ပြင်ဆင်လို့ပြီးသွားပြီပြင်ဆင်လို့ပြီးချင်းမှာပဲအေးကျွေးနေရတွေ့ခဲ့ရပေါ့နော်ဒါပေမဲ့သွားယူတောက်စရာမလိုပါဘူးညီတို့အဖွဲ့ကနေပြီးတော့ကိုတယောက်ကယူပေးခဲ့ပါတယ်ဒါကြတော့ငိမ့်တောက်နေတာလေးပေါ့နော်ကိုယ်တိုင်သွားမယူရပဲသူများယူပေးတာလားလေးတောက်ရတာဆိုတော့အချောင်ရရဆိုပို့ပြောနေရပေါ့နော်အဖွဲ့ကတော့23အောင်ရှိပေမဲ့လည်းလာတဲ့သူတွေပဲစုပြီးတော့အလူလေးလုပ်ဖြစ်ခဲ့ပါတယ်ဒါကတော့အကြီးဆုံးနဲ့အချွဲဆုံးလေးတယောက်ပါပြရနဲ့ညီတို့တကယ်ချင်းတချို့ကပေါ့နော်ဒီဘလိုပုံစံလေးတွေမိထုံးလဲဆိုတာကိုပုံလေးပေါ်ပါတယ်ဒါကတော့အားလုံးစုပေါင်းပြီးတော့ပုံဖော်နေကြတာလေးပါနောက်ဆိုတော့ညီတို့ကပုံဖော်လို့ပြီးသွားတာနဲ့မီးလေးတွေထွန်းကြပါတယ်မီးထွန်းတဲ့အချိန်မှာလည်းအကောင်လုံးကတိုက်တိုက်ဝုန်းဝုန်းလေးနဲ့အားလုံးစုလုံးလေးနဲ့ထွန်းခဲ့ရပါတယ်ဒီလိုမျိုးပြင်သွားပြီးမီးမထွန်းရတာကြတော့ညီရဲ့ရုပ်ကိုပဲကြည့်လိုက်ပါတော့ပြုံးဖြီးနေရပဲဒီရန်တွေသဘောကျနေရပေါ့နော်ဒီလိုချိန်မရတာကြပြီဆိုတော့လေခုဆိုရင်ညီတို့ပုံပေါ်ပြီးရိုက်ထားတဲ့အရာလေးရောက်လာပါပြီဒါကတော့ညီတို့ဖျားရှိခိုးလို့ရတယ်ဖျားခန်းနေရာလေးပါညီတို့ကဒီနေရာမှာဘာလို့လာနေလဲဆိုရင်တော့ညီတို့မိထုံးမိရနဲ့မိုးကရုတ်တရက်ရွာချလာလို့အဲ့ဒီစီမီခွက်တွေကိုဟိုးအပြင်မှာထားပြီးတော့လာခဲ့ရတာပါမိုးတိတ်သွားတာနဲ့ညီတို့တကယ်ချင်းတချို့ကမိဘပြန်လေးပဲလွှတ်ကြပါတယ်တယောက်ပြီးတယောက်လွှတ်ကြပါပေါ့နော်အခုဆိုရင်တော့ညီတို့လွှတ်မဲ့အလဲကိုရောက်ပါပြီဆိုတော့မီးလဲရပါပြီဆိုတော့လှုပ်လိုက်ပါရဲ့ငင်းကတော့အရင်လှုပ်လိုက်ရပါတော့နောက်မှသူများရလှုပ်လိုက်တာပါအဲ့ဒီမှာပြန်ကြမလို့ပြန်ကြမလို့နဲ့အပေါ်တော့တက်သွားခဲ့ပါတယ်ဒါကတော့ဒီဖျားမှာလူတွေဘယ်လောက်ရှိလဲဆိုတာလေးကိုငင်းကနေပြီးတော့ရပြပေးတာပါအရင်တော့မများဘူးပေါ့နော်ပုံမှန်လေးပဲနေလို့ထိုင်လို့ကောင်းပါတယ်ဒါကတော့ငင်းပြန်တော့မယ်ဆိုတော့ဖျားရှိရမြင်ကွင်းလေးကိုဗီဒီယိုလေးရပြပေးတာပါဆိုတော့ငင်းကတော့ပြန်มาတော့မယ်ငိမ့်မြင်ရတော့ဆိုရင်တော်တော်များများကြတော့ဒီစောစောပဲသွားရပေါ့နော်ဒီညနေဘက်ကနေပြီးတော့သွားကြတယ်ညရောက်လာပြီဆိုတာနဲ့လူတွေကမရှိတော့တောင်ဖြစ်သွားရပေါ့နော်အရင်ကဆိုရင်အရန်စီတဲ့အနေအရာတွေမှာဆိုရင်လူတွေကလုံးဝကိုမှပြက်နေရမျိုးပေါ့နော်ဆိုတော့ဒီတော့လေးကိုဒီမှာပဲဆိုးဖို့လိုက်ပြစီအဆုံးလေးချစ်ချစ်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံပါအောင်မယ်ဘိုင်ဘိုင်